တော့ဒီမှာစနေနေ့ညတိုင်းမှာနေရရှိပြီဘာစတဲ့တဲ့သူလောကပတ်တော်ဝင်လာဒီမနေ့မှာလည်းခဲလောကပတ်တော်ကိုတော့ဝင်လာတယ်အဲ့တော့ဘုရားဆုံးတစ်ချက်လေးကျွန်တော်ကျမ်းစာအတူဖတ်ရအောင်ယောမအခန်းကြီး7အပိုင်းလေးဟုတ်ကဲ့ဆရာပြောလိုက်ဆရာ ဘုရားကျွန်တော်တို့ဒီနိုင်โอเคစနေပိုင်းရဲ့ဒီနေ့はいよ。天道にလောကီပုံစံကိုမဆောင်ကြဘဲကောင်းမြတ်သောနာမနဲ့မြတ်သောရာဆိုလိုရာဒီကိုဘုရားရဲ့လိုရှိတော်မူတဲ့တရားဖြစ်ကိုသိရပြီးရှာစေလုံးကိုအသက်ပြင်စေပြီးဘုရားတောင်းတဲ့ခြင်းတို့ရောက်ကြတော့အခုဒီမှာချမ်းသာကဘာပြောတယ်လဲဆိုရင်ကောင်းမြတ်တဲ့အရာတဲ့မြတ်သက်ဖွယ်တဲ့အရာစုံနေတဲ့အရာဒီခုရဲ့ဘုရားသခင်ရဲ့နော်အလိုတော်ရှိတဲ့အရာဘယ်အရာလဲဆိုတော့သေယူခံယူနိုင်ဖို့အတွက်ဘာလို့ဖို့လို့လဲဆိုရင်စိတ်နှလုံးကိုဘာလို့ဖို့လို့လဲဆိုရင်အသစ်ပြင်ဆင်ရမယ်တော့ English ဆို renew your mind တို့ကဒီလိုပြောတာအဲ့တော့ဘုရားသခင်ရဲ့ကောင်းမြတ်တဲ့အရာစုံလင်တဲ့အရာဘုရားရဲ့အလိုတော်ရှိတဲ့အရာကိုဒီအုံလုံးတွေကဒီ old ဘောနော်ဟောင်းနေတဲ့နှလုံးသားနဲ့ကျွန်တော်ခံယူလို့မရဘူးဒါကြောင့်ဒီဥစ္စာရဲ့ဘုရားရဲ့အလိုတော်နဲ့အကြံစီတော်ထဲမှာကျွန်တော်တို့ကရှင်သန်ပြီးတော့အလိုတော်ထဲမှာရှင်သန်လိုက်လျှောက်ရှင်တယ်ဆိုရင်နောက်တစ်ချက်ကအရေးကြီးဆုံးပါလဲဆိုရင် renewing your mind စိတ်နှလုံးကိုပါလေအသစ်ပြောင်းလဲခြင်းကအရေးကြီးကျွန်တော်ဘဝရဲ့စိတ်နှလုံးကိုပြောင်းလဲမှ if you renew your mind and your life will be transformed စိတ်ပြောင်းလာတဲ့ပြန်တယ်ဘာဖြစ်လဲဆိုရင်ဘဝအတ္တကလည်းပုံသဏ္ဍာန်ကလည်းပြောင်းလဲလာတယ်အောင်းစရာကောင်းတယ်ဒါပေမဲ့ကျွန်တော်လူတွေကဘာကိုကြိုးစားတယ်လဲဆိုရင်ပုံသဏ္ဍာန်ပြောင်းလဲဖို့ကြိုးစားတယ်ပုံစံပြောင်းလဲဖို့ကြိုးစားတယ်ဘယ်နေရာပဲရောက်ကျွန်တော်တို့ကအဲ့ဒီပုံသဏ္ဍာန်နဲ့ညီအောင်ရှင်းတာသူများနိုးထိုင်နိုးထားတဲ့ပုံစံသူများလှုပ်လှုပ်တဲ့ပုံစံသူများပုံစံဆိုရင်အဲ့ဒီပုံစံကိုလိုက်တယ်ဒါပေမဲ့ကျမ်းစာကဘာပြောလဲဆိုရင်ပုံသဏ္ဍာန်တော့မလိုက်ရအောင်ကျွန်တော်ကဘာကိုအရင်လုပ်ရမလဲဆိုရင်စိတ်နှလုံးကိုပြောင်းလဲရမှာစိတ်နှလုံးပြောင်းလဲတဲ့တိုင်နဲ့ပါလဲပုံစံနဲ့ပြောင်းလဲလာတယ်အာမင်အာမင်ကျွန်တော်ပြောမယ်ခင်ဗျားသူများအရက်တောက်တယ်ခင်ဗျားလည်းအရက်တောက်တယ်တော့သူများအရက်မတောက်ဘူးကျွန်တော်လည်းအရက်မတောက်ဖို့စိတ်ရှိတာတဲ့ခါမှာအရက်မတောက်ဖို့စိတ်မကြိုးစားနဲ့ဒါပေမဲ့အဲ့ဒီဥစ္စာကိုပြောင်းလဲခြင်းလေဆိုရင်စိတ်အရင်ပြောင်းလဲရင်ပုံစံကလည်းဘာဖြစ်လာလဲဆိုရင်ပြောင်းလဲလာတယ်အာမင်အဲ့တော့ကျွန်တော်ကြည့်တဲ့ခါမှာဒီပညာရှင်တစုကဘာကိုစမ်းသပ်တယ်လဲဆိုရင်သူတို့ကစင်တကောင်းကိုဒီတန်ကြိုးစုခတ်လိုက်တယ်တန်ကြိုးခတ်လိုက်ပြီးတော့သူ့ကိုအရှိန်နဲ့ကြံကျွေးတယ်နှစ်ပေါင်းများစွာကျွေးလာတဲ့ခါမှာဒီစင်ကတိတယ်ရှစ်တလန်းတို့တယ်နောက်တလန်းဆုပ်တယ်ရှစ်တလန်းတို့တယ်နောက်တလန်းဆုပ်တယ်သူ့ကိုကျွေးနေတယ်အဲ့ဒီတော့ပဲသူမီတော့ပဲသူစားတယ်ဒါနဲ့နှစ်ပေါင်းများစွာခြီးပြီးလိုက်တဲ့အခါမှာတနေ့ကျတော့စင်ကိုဘာလုပ်လိုက်လဲဆိုရင်တန်ကြိုးဖြုတ်ပြီးလိုက်တယ်အရှိကနေခက်ဝေးဝေးနေရာကနေစင်ကိုကြံကျွေးတယ်ဒါပေမဲ့စင်ကလုံးဝလာမစားဘူးသူကဘာပဲစဉ်းစားနေငါဘယ်တော့ပဲသွားလို့ရတယ်လို့သူကထင်နေလဲဆိုရင်ခါတိုင်းလိုပဲငါတော့ပဲသွားလို့ရတယ်အဲ့ချက်ပိုတဲ့သွားလို့ရတဲ့နေကို तू မသွားတော့ဘာကြောင့်လဲဆိုရင်သူ့ကိုတန်ကြိုးချီတာလေ तू ချွေးလို့မရဘူးဆိုတော့အတွေ့အကြုံမှရှိတယ်ဒါဆိုကျွန်တော်ပြောမယ်တန်ကြိုးဖြုတ်လိုက်သူ့မချီတော့ဒါပေမဲ့ तू မရွှေ့ဘူးဒါဆိုရင်ကျွန်တော်မေးမယ်တကယ်တန်ကြိုးချီထားတာကခြေထောက်မှာလားဘယ်မှာချီထားတာလဲဟမ်စိတ်မှာချီထားတာဒီနေ့ခရီးကျွန်တော်ခရစ်တော်အပြင်ကျွန်တော်အားလုံးကလွတ်မြောက်သွားပြီအာမင်ဒါပေမဲ့ကျွန်တော်ကအမြင်လားပါလဲဆိုရင်ဒီစင်တကောင်လိုပဲကျွန်တော်မဖြစ်နေလဲဆိုရင်ကျွန်တော်ဘုရားခင်ကရှေ့ကိုရောက်များစွာကိုရွှေ့လို့ရပြီပဲကျွန်တော်စိတ်ထဲမှာကျွန်တော်ဘာခံစားနေရဆိုရင်ငါမတတ်နိုင်ဘူးငါမလုပ်နိုင်ဘူးငါမှာ background မှမရှိတာငါမှာအတိုင်းဝိုင်းမှမရှိတာဆိုတော့ချိန်အောင်မှုတွေပါလေခံစားနေရတယ်အဲ့တော့ကျွန်တော်ကျမ်းစာလည်းတော့ပြောတာကျွန်တော်ရဲ့အတွေးဟောင်းတွေဘဝရဲ့အသက်တာတွေကိုပြောင်းလဲခြင်းလေဆိုရင်အရင်ဦးဆုံးနံပါတ်1လောက်ရမယ့်အချက်ကပါလဲဆိုရင် renew your mind ဒီခဏနဲ့ကျွန်တော်ရဲ့အတွေးခေါ်ပါလေခဏပြောင်းလဲဖို့အရေးကြီးတယ်အာမင်ခဏနဲ့ကျွန်တော်အတွေးခေါ်ပြောင်းလဲတဲ့တပြိုင်တည်းဘာဖြစ်လာလဲဆိုရင်ပုံသဏ္ဍာန်ပြောင်းလဲလာတယ်မနေ့ကကျွန်တော်ဒီရှင်းချုံ church ကိုကျွန်တော်တွားလိုက်တယ်တွားလိုက်တဲ့အခါမှာအဲ့ဒီမှာဆရာတယောက်ကအဲ့ဒီသင်းဦးဆရာကလူငယ်ပဲကျွန်တော်လောက်ပဲရှိတယ်အသက်ကျွန်တော်နဲ့အတူတူပဲရှိတယ်သူရဲ့အသင်းတော်ကိုလာတဲ့အခါမှာလူငယ်က15ယောက်လောက်ပဲရှိတယ်တဲ့15ယောက်လောက်ပဲရှိတဲ့အခါမှာကဒီအခုကတော့ရှိတယ်ဆိုရင်ယာပိုင်းလေးကိုရှိလာပြီတဲ့အဲ့ဒါကျွန်တော်မေးတယ်ခင်ဗျားရဲ့အသင်းတော်ပြောင်းလဲအောင်ခင်ဗျားဘာလုပ်တာလဲဆိုတော့ကျွန်တော်အသင်းတော်က very tradition တဲ့ဒီကဲဟို
အစင်နာတိုင်းနဲ့နော်ရှင်သန်လာတဲ့အတင်းတော်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်စပြီးတော့ကျွန်တော်လုပ်တဲ့ချက်ကပါလဲဆိုရင်အတင်းတော်မှာရှိတဲ့သူတွေအားလုံးရဲ့သူတို့ရဲ့ mind ကိုဘာလို့လဲဆိုရင် renew လုပ်ပေးတယ်အဲ့ဒီစိတ်ပြောင်းလဲတဲ့တိုင်နဲ့ဒီအခြေအနေတွေအားလုံးကပြောင်းလဲလာတာဖြစ်တယ်အာမင်အဲ့တော့ကျွန်တော်တို့ရှိမှရှိတယ်ဒါမှမဟုတ်ကျွန်တော်တို့မြန်မာလူမျိုးတွေဖြစ်တယ်ဂရိတ်ဒီမှာရောက်လာတယ်ကျွန်တော်ပြောပြချင်တယ်ကျွန်တော်တို့မြန်မာပြည်ကရောက်လာပြီမဲ့လေကျွန်တော်ရဲ့စိတ်သဘောထားတွေနှလုံးသားတွေပြောင်းလဲဖို့အရေးကြီးတယ်အာမင်အာမင်ကျွန်တော်လည်းဒီလိုအမြဲတမ်းကျွန်တော်ရက်တည်တယ်ကျွန်တော်အသင်းတော်ကကျွန်တော်ရက်တည်တဲ့အခါမှာကျွန်တော်မြန်မာပြည်အသင်းတော်တွေဆိုရင်အများကြီး dependent လုပ်တတ်တယ်တခုခုကိုညီတောင်းမယ်တခုခုလုပ်မယ်ဒါပေမဲ့ကျွန်တော်ရဲ့စိတ်ကိုကျွန်တော်စပြောင်းလဲတယ်ကျွန်တော်ဘာလဲဆိုရင်ကျွန်တော်ဟာဒီနေ့ကျွန်တော်အသင်းတော်ပေါ်မှာကျွန်တော်ရက်တည်မယ်ဖခင်ကျွန်တော်အသင်းသားတွေကိုကောင်းချီးပေးမယ်ကျွန်တော်အသင်းတော်ကနေတနေ့ဟိုမြန်မာနိုင်ငံအဝန်းကိုသာသနာပြုမယ်ပြီးရင်နိုင်ငံတော်ခရီးသာသနာပြုနိုင်တဲ့အသင်းတော်အဖြစ်ဒီနေ့ဖခင်ကျွန်တော်အသင်းတော်ကိုအသုံးပြုမယ်ဆိုတော့ mind concept ကိုကျွန်တော်ထည့်ပေးတယ်ဒါပေမဲ့အစပိုင်းမှာကျွန်တော်လူတွေအားလုံးကအများတစုံတစ်ခုဘယ်ကနေအခုညီရမလဲဆိုတဲ့အတွေးခေါ်တွေရှိတယ်ဒါအောင်ဆိုကျွန်တော်ချိန်လောက်တဲ့အခါမှာစပြီးတော့ဒီနေ့ကျွန်တော်တို့စပြီးတော့အဲ့ဒီ concept ကိုချိန်တဲ့အခါမှာအရင်တော့ကျွန်တော်ကယူနေရတယ်တောင်းနေရတယ်လက်ခံနေကျွန်တော်အသင်းတော်မှာရှိတဲ့ဒီ၅ပုံမှာ၄ပုံကတကယ်ဟိုကျွန်တော်ပြောမယ်ဆိုရင်တကယ်ဟိုအောက်ခြေအခြေကလူတွေကြီးပဲ very few နည်းနည်းလေးကပဲဟိုနည်းနည်းအဆင်ပြေတဲ့လူတွေရှိတယ်ကျွန်တော်လည်းအားလုံးကတော်တော်လေးခက်တယ်ဒါပေမဲ့ဒီ concept ကိုချိန်တဲ့အခါ mind ကိုချိန်တဲ့အခါမှာကျွန်တော်ခုကပြတယ်ဆိုပုံစံတွေပါလဲ transform ပုံသဏ္ဍာန်ပါလဲပြောင်းလဲခြင်းလို့ရောက်လာတယ်အာမင်ဒါကြောင့်မို့ renew your mind first စိတ်ပြောင်းရင်ပုံစံပြောင်းလာမယ်ဒီကလိုပြောစိတ်ပြောင်းရင်ပုံစံပြောင်းလာစိတ်ပြောင်းဟုတ်ပြီတော့ပြောပုံစံပြောင်းဖို့မကြိုးစားနဲ့ပြောပုံစံပြောင်းဖို့မကြိုးစားနဲ့စိတ်ပြောင်းအောင်ကြိုးစားပါအာမင်ကျွန်တော်တို့ကလောဘပုံစံလုပ်နေတာဟုတ်တယ်မလားလောဘပုံစံပြောင်းဖို့တဲ့လောဘရဲ့စိတ်သဘောရှိဖို့အရေးကြီးတယ်အာမင်မရှင်ဖြစ်ဖို့တဲ့ဘယင်စိတ်သဘောရှိဖို့အရေးကြီးတယ်လောဘဖြစ်ဖို့ကလောဘစိတ်တတ်မရှိရင်အဲ့လောဘဟာအလကားပဲအာမင်အာမင်ခင်ဗျာကျွန်တော်ဆရာပုံစံခင်ဗျာခိုးလို့ရတယ်ဒါပေမဲ့ကျွန်တော်စိတ်မရှိခင်ဗျာပုံစံဟာအလကားပဲတကယ်အစစ်မှမဟုတ်တာဒါကြောင့်မို့ renew your mind အာမင် renew your mind okay ဘာကြောင့်ဒီဥစ္စာလေးကိုကျွန်တော်ပြောတယ်လဲဆိုရင်ကျွန်တော်တို့ဘဝမှာဒါအများကြီးကြီးတယ်ကျွန်တော်မြန်မာလူမျိုးတွေညီကိုတို့တဲ့ကျွန်တော်အများအားဝင်ကားတဲ့အကြောင်းလေးတော့ဖြစ်တယ်အဲ့တော့နောက်ခုကျွန်တော်ပြောပြချင်တယ်လဲဆိုရင်တခါလေကျွန်တော်တို့ဒီနေ့အလုပ်လုပ်တယ်စီးပွားရေးရှာတယ်ဆိုတော့တခါလေကျွန်တော်တို့က worldly လို့ထင်တယ်လောကအရာလို့ထင်တယ်အဲ့တော့ဒီစီးပွားရေးလုပ်တယ်ဆိုတဲ့အရာကိုဒီသူ့ရဲ့ Hebrew လို့ဘောကမှာဘာလို့ခေါ်လဲဆိုရင် avodah လို့ခေါ်တယ်နောက် manoka လို့လည်းခေါ်တယ်အတိတ်ဘက်ကပါလဲဆိုရင်စီးပွားရေးလုပ်ခြင်းဟာတဲ့ဘုရားသခင်ကိုဝတ်ပြုခြင်းဖြစ်တယ်နားလည်ခဲ့တယ်နော်စီးပွားရေးလုပ်နေခြင်းဟာတဲ့ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်နေခြင်းဖြစ်တယ်အာမင်အဲ့တော့ဘလို့အာမင်ထုတ်ခိုင်းတာလဲဆိုရင်ကျွန်တော်ပြောမယ်အမှုတော်ဆောင်တဲ့လူကအမှုတော်ကောင်းကောင်းဆောင်စီးပွားရေးလုပ်တဲ့လူကစီးပွားရေးလုပ်တဲ့လုပ်ငန်းကိုအောင်မြင်အောင်လုပ်အဲ့ဒီအောင်မြင်အောင်လုပ်နေခြင်းဟာဘာလဲဆိုရင်ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ခြင်းဖြစ်နေတယ်ဆိုတဲ့အတိတ်ပဲသက်ရောက်တယ်ဒါမှမဟုတ်ကျွန်တော်ပြောပြချင်တယ်ဘုရားသခင်နဲ့ကျွန်တော်နဲ့ခင်ဗျားကိုဘုရားထားတဲ့နေရာမတူဘူးကျွန်တော်ကိုတရားဟောဖို့ထားတယ်ခင်ဗျားကိုစီးပွားရေးနဲ့အသင်းတော်ကိုပံ့ပိုးဖို့ဘုရားထားတယ်အာမင်နောက်ခင်ဗျားကိုဘုရားသခင်ကရှင်ပြန်နာမှာထားတယ်သူ့ရဲ့အခွင့်အာဏာပြင်သူ့ရဲ့နိုင်ငံတော်မှာလုပ်ဖို့အတွက်ဘုရားခွဲခံထားတယ်ဒါမှမဟုတ်တယောက်နဲ့တယောက်ခွဲခံထားတာမဟုတ်ဒါပေမဲ့ထားတဲ့နေရာတိုင်းအားလုံးကိုကြည့်တဲ့အခါမှာအလျှောက်တိုင်းကဘုရားကိုကိုးကွယ်နေတာပဲဒါဝိဒ်ကရှင်ပြန်ပဲနိုင်ငံရေးသမားပဲဒါပေမဲ့ very spiritual ဘုရားနဲ့ဝိညာဉ်ရသိကောင်းတဲ့တယောက်ဖြစ်တယ်အာမင်အာဗြဟံကတသေးပဲအာဗြဟံကစီးပွားရေးလုပ်ငန်းရှင်ပဲဒါပေမဲ့ခုအာဗြဟံ life ရဲ့အသက်တာကိုငါတို့အမှုတော်ဆောင်ရဘာလို့လဲဆိုရင်လိုက်နေရတာအာဗြဟံကစီးပွားရေးသမားပဲယောဘအမှုတော်ဆောင်မဟုတ်ဘူးသူဘာပဲလဲစီးပွားရေးသမားပဲသူရဲ့ life ကိုခုကျွန်တော်မလုပ်နေရတယ်အမှုတော်ဆောင်ရလိုက်ပြီးတော့အသက်ရှင်နေရတာအာမင်ကျွန်တော်ပြောမယ်ဒီမှာဒါ one day တနေ့ကျရင်ခင်ဗျားတို့အားလုံးတကယ်လုပ်ငန်းရှင်ကြီးအဖြစ်ဖြတ်ကောင်းကြည့်ပေးမယ်အာမင်အာမင်အာမင်တကယ်ပြောတာခင်ဗျားတို့လုပ်ငန်းရှင်ကြီးဖြစ်လာမယ် Israel သူတို့နိုင်ငံနဲ့ထွက်သွားတဲ့အခါမှာသူတို့အလုပ်သမားတွေပဲဒါပေမဲ့နှစ်တွေကြာလာတဲ့အခါမှာသူတို့ကလုပ်ငန်းရှင်တွေဖြစ်လာတယ်အာမင်ကျွန်တော်ဒီတိုင်းယုံကြည်တယ်ကျွန်တော်တို့ဒါကကျွန်တော်တို့အချိန်က we are training time preparation time ပြင်ဆင်တဲ့အချိန်ကာလတစ်ခုဖြစ်တယ်ဒါကိုဖြတ်သန်းပြီးတဲ့အခါမှာအော်ဘုရားရဲ့လက်တော်ဆိုလို့ကျွန်တော်အသက်တာမှာခင်ဗျားနဲ့ကျွန်တော်တွေ့ရတယ်ဒါကြောင့်အဲ့ဒီနေ့ကိုဖြတ်သန်းဖို့အတွက်ခင်ဗျားနဲ့ကျွန်တော်စိတ်နှလုံးပြောင်းလဲထားဖို့အရေးကြီးတယ်အာမင်ဟာလေလုယာအာမင်
โอเคဒါကြောင့်ကျွန်တော်ယောသရဲ့စိတ်တဘောကိုရှိစေချင်တယ်ပြီးခဲ့တဲ့ရက်ကလည်းကျွန်တော်ပြောတယ်ယောသကသူများရဲ့အိမ်မှာအလုပ်လုပ်နေပေမဲ့လေသူဟာဘယ်တော့မှအလုပ်သမားစိတ်ဓာတ်မရှိဘူး you know why သူမှအိမ်မရှိတယ် dream ရှိတယ်သူငယ်ငယ်လေးကဘာအိမ်မက်တယ်လဲကောင်းတိုင်းနေမဲ့တယ်နေတွေလာတွေကျနေမဲ့အစတော့ကမြေပေါ်မှာရှိတဲ့သူ့ရဲ့ကောက်လိုင်းကိုကျန်တဲ့ညီကိုတွေကောက်လိုင်းနေပါလေရှစ်ခိုးကြတယ်ဥချကြတယ်နောက်နေလဆက်ချောင်းအနေလတွေအားလုံးကပါလေကျယ်တွေကပါလေသူ့ကိုဥချကြတယ်ယောသကတိတဲ့တနေ့ကျရင်ဘုရားခင်ကသူ့ဘာပေးလဲဆို kingship and authority တကယ်ကိုချီးမြှောက်မယ်ဆိုသူယုံကြည်တယ်ဒါကြောင့်မို့သူကဘယ်နေရာပဲရောက်သူ့ရဲ့စိတ်နှလုံးကပါလဲဆိုရင်ဘုရားတကယ်ရှိမှာအမြဲတမ်းအသက်ပြုတ်ပြီးတော့အသက်ရှင်နေတဲ့လူဖြစ်တယ်ကျွန်တော်အားလုံးလည်းအိမ်မက်ရှိကြလားရှိလားရှိတယ်ခင်ဗျားအိမ်မက်ရှိခင်ဗျားရဲ့အိမ်မက်ကိုခင်ဗျားသစ္စာရှိဖို့အရေးကြီးတယ်နံပါတ်1ခင်ဗျားထားတဲ့အိမ်မက်ကလေခင်ဗျားကိုယ်တိုင်မရေးမချမချင်းအဲ့ဒီအိမ်မက်ကလေအဲ့ဒီအိမ်မက်ကစိတ်ကူးရမယ်ဖြစ်တယ်ခင်ဗျားကျွန်တော်ပြောတော့သဘောတူချင်မှာဟာဟုတ်ကဲ့ခန္ဒီနစ်ကိုဖတ်ရအောင်ဖွင့်အောင်အဘက်တော့ပိုင်းနေတယ်ဟာပဲနော်ကျွန်တော်ရဲ့ဒီတော့ကျန်းစာအဟောင်းကကျွန်တော်စာမျက်နှာ943ပါပေါ့နော်သာရဖျားကလည်းဖတ်တော်သူဒီပြေးလျက်ဖတ်နိုင်အောင်ဇာတိယူပါကိုတင်ဘုံပေါ်မှာအခရာတင်၍ရေးမှန်တော့ဗါတယ်လေတင်ဘုံပေါ်ဇာတိယူပါကိုဘယ်မှာရေးမှတ်ပါလို့ပြောလဲတင်ဘုံပေါ်ဘယ်လိုဖတ်နိုင်တဲ့အထိလဲပြေးပြီးတော့ဖတ်နိုင်တဲ့အထိကဲပြေးပြီးတော့ဖတ်နိုင်တဲ့ဥစ္စာကဘယ်လိုရေးထားလို့ထင်တယ်လဲတော်တော်ကြီးတယ်ဟုတ်တယ်နော်တော်တော်ကြီးတယ်နော်ဗျာဘာကိုရေးခိုင်းတာလဲဗျာဒိတ်ယူပါကိုရေးခိုင်းတာဒါကြောင့်ကျွန်တော်ပြောချင်တဲ့စကားလေးခင်ဗျားရှိမှ dream ရှိတယ်ခင်ဗျားမှာ vision ရှိဆို write it down ရေးလိုက်ကျွန်တော်ပြီးခဲ့တဲ့စနစ်ကကျွန်တော်မနေ့ကလည်းကျွန်တော်တက်တဲ့ခံတယ်ကျွန်တော်ရေးခဲ့တဲ့အရာဒီနေ့ကျွန်တော်ပါလဲတကယ်အကောင့်ထဲပေါ်လာတာရှိတယ်အာမင်ဘာကြောင့်မို့လဲဆိုရင်ခင်ဗျားရဲ့ရှိတဲ့ယူကိုခင်ဗျားရေးချခြင်းကခင်ဗျားကိုယ်တိုင်ဝေခံခြင်းဖြစ်တယ်ဒီအရာကိုခင်ဗျားကိုယ်တိုင် confirm လုပ်ခြင်းဖြစ်တယ်အဲ့တော့ယောသကနော်အဲ့ဒါကိုနောက်ထပ် तू ဘာလုပ်တယ်လဲဆိုရင် तू ကဘာလုပ်တယ်လဲဆိုရင် तू share तू ဝေမျှတယ် तू အကိုတွေကို तू ပြောတယ်အကိုကျွန်တော်ဒီလိုအိမ်မက်တယ်နော်ဒီလိုအိမ်မက်တယ်ဒီလိုမြင်နေဒီအိမ်မက်တယ်ပြောတဲ့အခါအကိုတွေသဘောတူလားမတူသဘောကျလားမချဘူးနော်ဘာကြောင့်မချတာလဲဟမ်ညီအကိုတွေတော့ယောသကပါလေငယ်ဆုံးမင်းငါတို့အချင်းဆုံးမှာဒီလိုအထွေးခေါ်ပါလေမရှိဘူးမင်းငယ်ဆုံးကငါတို့အုပ်ချုပ်မယ်ဟုတ်လားရည်တော်မင်းကအခုမှငါချုပ်ပဲရှိသေးတယ်ဒါပေမဲ့ယောသကလည်းငါချုပ်ဖြစ်နေတာယူပါယုံကချီးတယ်အာမင်ဒါတော့ခင်ဗျားရဲ့ယူပါယုံကိုလူတွေတဘောမတူရင်လေခင်ဗျားရှုံချဖို့ပဲအရေးကြီးတယ်အာမင်ကျွန်တော်ယူပါယုံရမ်းချီးတယ်လူတွေပြောရင်မယုံနိုင်ဘူးဒါပေမဲ့အဲ့ဒီကြောင့်ဘုရားခင်လို့အာမင်ဒါကြောင့်ယူပါယုံနဲ့အိမ်မက်တွေအားလုံးဆိုပါလဲဆိုရင် is a seed မျိုးစေ့ဖြစ်တယ်အဲ့တော့ကျွန်တော်ပြောချင်တယ် the power of seed မျိုးစေ့အကြောင်းကိုပြောမယ်အဲ့တော့ကျွန်တော်တို့အားလုံးစမ်းစာတွေပဲပါရောနှစ်ကိုခန္ဒီကိုအပိုင်တစ်စက်မျိုးစေ့သေးသောသူမျိုးစေ့ကို၎င်းအစာအာဟာရကို၎င်းပေးတော်မူသောသူသည်ဒီလိုအားမျိုးစေ့ကိုပေး၍ပွားများစေတော်မူ၏ဒီလို၏ထောက်ပံ့ခြင်းကိုလည်းကျွယ်ဝစေတော်မူ၏โอเคအဲ့တော့ဘုရားသခင်ကကျွန်တော်ဗာပေးလဲဆိုတော့တစ်ခုပေးတယ်ပြောချင်အောင်တစ်ခုကမျိုးစေ့တစ်ခုကဗာလဲမျိုးစေ့โอเคနောက်တစ်ခုဗာပေးလဲဆိုရင်အစာအာဟာရဗာပေးလဲအစာအာဟာရဒါထပ်ပြောမယ်မမနံပါတ်1ကဗာပေးလဲမျိုးစေ့ဒုတိယဗာပေးလဲအစာအာဟာရကဲပြောမယ်ဘယ်အောင်စားရမလဲအစာအာဟာရအစာအာဟာရကိုစားရမယ်
အဲ့တော့ဘုရားသခင်ကကျွန်တော်တို့ကို income တစ်ခုပေးလိုက်တဲ့ကနေနံပါတ်1ဘုရားပေးလိုက်တယ်မှာဘာပါလဲမျိုးစိတ်ပါနောက်ပါလဲအစာဟာရပါတယ်အဲ့တော့အစာဟာရကိုဘာလုပ်ရမလဲစားရမယ်မျိုးစိတ်ကိုမစားရဘူးဟုတ်ပြီနော်မျိုးစိတ်ကိုဘာလဲမစားရဘူးအဲ့တော့မျိုးစိတ်ကိုဘာလုပ်ရမလဲခြေရမယ်ဘာကြောင့်မို့လဲမျိုးစိတ်ထက်မှာကျမ်းစာကပြောတယ်မျိုးစိတ်လိုက်ပါလဲပွားများခြင်းရှိတယ်မျိုးစိတ်မှာပါရှိတယ်ပွားများခြင်းရှိတယ်ကျွန်တော်တို့တစ်ခါလေကျွန်တော်တို့မြန်မာပြည်ယုံကြည်သူတွေကအရင်ယုံကြည်ခြင်းရှိတယ်လက်ပြန်တွေ့မစိုးရိမ်နဲ့ဒီနေ့ကအရေးကြီးတယ်အကုန်တွေ့ဘောရမလားလက်ပြန်ဆိုတာကိုမဆန်းတော့ရှိတဲ့အချိန်လေးမှာတွေ့သွားရအောင်လောကကြီးမှာပျော်ပျော်နေသေးခမင်းကွာလက်ပြန်ပါပြနေမင်းသိတာလားမသိဘူးဟုတ်လားမလားဒါတော့ဒီနေ့မလုပ်မလဲအကုန်တွေ့ဝင်တာအကုန်လုံးတွေ့ကျွန်တော်အသင်းတော်မှာအရင်ဒုက္ခရောက်တယ်အလုပ်သမားတွေနော်တမန်ကျွန်တော်အသင်းတော်မှာတဝက်လောက်ကမယုံကြည်ရတယ်ပြောင်းလဲတဲ့လူတွေဖြစ်တဲ့တွေ့သူတို့ကဘာလို့ဆိုရင်ဝင်တော့ဆောက်ကိုတမိသားစုလုံးကလက်ဖေးတောက်တယ်နော်အချကွေးစားတယ်ဆိုရကနေကိုအခုကနေစားလေကောင်းပြီဗောအဲ့တော့ပြီးခမင်းထစားတယ်ခမင်းကလည်းတုံးနဲ့စားလိုက်တယ်ပြီးဟိုရီရရချင်တယ်အကုန်လုံးလက်စားကမရသေးဘူးအချွေးနဲ့အကုန်လုံးပါလေဝယ်ပြီးသားအဲ့တော့ဒီလူတွေကဘာဖြစ်တယ်လဲဆိုတော့မျိုးစိရောအစာရောဘုရားပေးတဲ့ခါမှာအစာရကိုလည်းစားမျိုးစိလည်းစားအဲ့တော့ဘာမရှိတော့ဘူးလေပွားများခြင်းမရှိတော့ဘူးဒါကြောင့်ကျွန်တော်ပြောမယ်ဘာကြောင့်မပွားများတာလဲဆိုရင်မပွားများတဲ့သူကဘာကြောင့်ဘာဖြစ်နေတာလဲဆိုရင်မျိုးစိကိုစားနေတဲ့သူတွေအဲ့တော့ကျွန်တော်မေးမယ်ခင်ဗျားကအာဟာရကိုစားနေတာလားမျိုးစိကိုစားနေတာလားအာဟာရဟမ်မောကောရိချတ်ကိုစစ်စစ်ကြည့်အောင်တကယ်ပြောတာကျွန်တော်ဒီလိုမဖြစ်စေချင်ဘူးဒီနေ့တနေ့ကိုရီးယားပြန်သွားတဲ့အခါမှာအိမ်မှာဘာမှမရှိဘဲနဲ့ရောင်းတောင်းနဲ့မပြန်စေချင်ဘူးအာမင် There is something in your hand seat ခမရတဲ့ထမဘာကြံခဲ့ရမလဲမျိုးစိရှိရမယ်ဒါလို့ဘာကြောင့်လဲဒီမျိုးစိထမဘာရှိဆိုပွားများခြင်းရှိတယ်ခမရပွားခြင်းခမရဘာရှိရမလဲမျိုးစိရှိရမယ်အဲ့တော့ဒီမှာကြည့်အာဗြဟံကိုဘုရားသခင်ကပွားများစေမယ်ပြောတဲ့အခါမှာသူ့မှာဘာမရှိဘူးလေပြောမယ်ဆိုရင်တားနေတဲ့မျိုးစိမရှိဘူးဒါပေမဲ့သူ့မှာဘာမျိုးစိရှိလဲကပြောချင်ဘာမျိုးစိရှိလဲယုံကြည်ခြင်းမျိုးစိရှိတယ်အဲ့ဒီယုံကြည်ခြင်းကဘာလို့ဖြစ်စေရလဲတားကိုဖြစ်စေတယ်ဟုတ်ပြီနော်တကယ်မျိုးစိလူမျိုးစိရလာတယ်အဲ့ဒီကနေဘာဖြစ်တယ်လဲဆက်ပွားများတယ်အာမင်ဒါမှကျွန်တော်ပြောမယ်အာဗြဟံမှာတားမရှိဘူးဆိုတာမဟုတ်ဘူးအာဗြဟံရှိမှာကျမ်းစာကပြောတယ်သူရှိမှာမျိုးစိရှိတယ်တဲ့အဲ့ဒီမျိုးစိကနေသူဟာပါတယ်ပွားများလာတာအာမင်အာမင်ဒါကျွန်တော်ပြောမယ်အာဗြဟံရဲ့အချိန်ကိုကြည့်အောင်သူမိမကလေးမရနိုင်ဘူးသူရောမရနိုင်ဘူးတော့ဘုရားသူ့ဘာစပြောတယ်လဲအိမ်ထောင်ချမယ်လို့အိမ်ထောင်ချမှာမဟုတ်ပါနဲ့တားရတယ်လို့ပြောတဲ့အခါမှာသူ့မိမကိုကြည့်တယ်အခြေအနေကောင်းလားမကောင်းသူ့ကိုသူကြည့်တယ်အခြေအနေမကောင်းဘူးဒါပေမဲ့ဘုရားကအာဗြဟံဆိုအာဗြဟံမင်းထွက်လာကမင်းရဲ့ဘာသာထိုင်ကိုမင်းရဲ့ generation နဲ့မကန်ချစ်စံကောင်းကင်ကိုကြည့်တာကောင်းကင်ကိုမျိုးကြည့်ခိုင်းတဲ့အခါမှာအဲ့ဒါမင်းသားတွေပဲအဲ့ဒီရဲ့ဆာအာဗြဟံဘာလို့ဆိုမျိုးစေ့ယုံကြည်ခြင်းမျိုးစေ့ဝင်တာအဲ့ဒီမျိုးစေ့ကနေစပြီးတော့ပဲလေပွားများလာတော့ကျွန်တော်ပြောချင်တယ်ကျွန်တော်ညီကိုရအောင်ကနေကိုရီးယားနိုင်ငံမှာအလုပ်လုပ်နေတယ်ဝင်ငွေကောင်းကြတယ်ရှာနိုင်ကြတယ်စောင်းပညာတွေတင်နေတဲ့လူရှိတယ်အဲ့တော့ကျွန်တော်ပြောမယ်အာဟာရကိုစားမျိုးစေ့ကိုမစားမျိုးစေ့မရှိစိုက်စရာမရှိစိုက်စရာမရှိရိတ်စရာလည်းမရှိဘူးရိတ်စရာမရှိရင်စားစရာလည်းမရှိဘူးဒီနေ့ဝင်နေတွေ့တယ်ဝင်နေတွေ့တယ်ဝင်နေတွေ့တယ်အကုန်လုံးတယ်ပြီးတော့ဘာမှပါလဲမရှိတဲ့ဘဝနဲ့ကျွန်တော်တစ်သက်လုံးဒုက္ခရောက်တယ်ဒါကိုချစ်တော်ညီကိုတယ်ဒါကျွန်တော်အတင်းတော်မှာလည်းဒီတိုင်းကြုံရတဲ့အတွက်ဒါကျွန်တော်ဖြတ်တန်းလာတဲ့အတွက်ကျွန်တော်ဝိမြတ်ပေးခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့မျိုးစိတ်ထဲမှာမရှိတယ်လဲဆိုရင်ပွားများခြင်းရှိတယ်ကဲကျွန်တော်မိဖို့တစ်ခုနေပြီဒီတော့တစ်ခုပါလေတဲ့တော့တစ်ခုကလေဘာကနေဖြစ်လာလို့ထင်တယ်လဲတော့ကြည့်တစ်ခုကပါမျိုးစိကနေဖြစ်ဒါဆိုအာဖရိကန်ရဲ့သူတို့ရဲ့ဆိုရိုးစကားပါလဲဆိုရင် a forest is a galaxy တော့တစ်ခုကဘာမှရှိတယ်ဆိုရင်မျိုးစိတစ်ခုလည်းမှာရှိတယ် okay အဲ့တော့ခမည်းကမျိုးစိဖြစ်တယ်ဆိုရင်ခမည်းထက်မှာပါရှိတယ်တော့ကြည့်တစ်ခုရှိတယ်အာမင်ခမည်းကိုဘုရားခင်အာဗြဟံနဲ့လူမျိုးတစုအနေနဲ့ဘုရားရွေးကောက်ထားဆိုခမည်းရဲ့အထက်မှာပါရှိတယ်
တိုင်းနိုင်ငံတစ်ခုရှိတယ်လူမျိုးချင်းတစ်ခုရှိတယ် you are the seed အာမင်အာမင်အဲ့တော့ဒီမျိုးစိတ်မဖြစ်စီဖို့အရေးကြီးတယ်ဒီမျိုးစုံကိုမဆုံးရှုံးဖို့အရေးကြီးတယ်ဒါကြောင့်ဒီမျိုးစိတ်ကစားဖို့ဒီမျိုးစိတ်ကဘာလဲ plan စိုက်ဖို့ထွက်တာဖြစ်တယ်အဘေးကလူပြောတော့မျိုးစိတ်ကိုစိုက်အောင်မျိုးစိတ်ကိုစားရအောင် မျိုးစိတ်ကိုစားတယ်မျိုးစိတ်ကိုစားဒါကြောင့်ကျွန်တော်ပြောပြမယ်ခင်ဗျားရဲ့အနာဂတ် your future ခင်ဗျားရဲ့အနာဂတ်ကဘာမှရှိတယ်ခင်ဗျားရဲ့မျိုးစိတ်ထဲမှာရှိတယ်အာမင်အာမင်ခင်ဗျားရဲ့အနာဂတ်ဘာမှရှိလဲခင်ဗျားရဲ့မျိုးစိတ်ထဲမှာရှိတယ်ဒီမျိုးစိတ်ကိုခင်ဗျားနဲ့ကျွန်တော်ကထိမ့်သိမ်းဆောက်ရှောက်ဖို့အရေးကြီးတယ်ဟုတ်ပြီ what is seed ကျွန်တော်ကြည့်အောင်နော်လုကာခန်းကြီး7 အပိုင်း6စက္ကွန်ပိုင်နေ6အဲ့တော့သခင်ဖျားကသင်တို့သည်ဘုံကြီးစိတ်ခန္ဓာဘောင်ယုံကြည်ရှိတဲ့ထိုသဖန်နိုင်ကိုရှင်းပင်သင်သည်အမြင့်၌တစ်ခါထောက်၍ပင်လယ်၌ဆက်ရနေတော်ဟုဆိုကြတော့ဒီလိုစကားကိုနားထောင်လိုက်ပြီโอเคအခုယုံကြည်ခြင်းကိုနိုင်လိုက်တယ်ဘာနဲ့နိုင်လိုက်လဲမုံကြီးစိတ်နဲ့နိုင်လိုက်တယ်အဲ့တော့စိတ်မျိုးစိတ်ဟာဘာလဲဆိုရင်ယုံကြည်ခြင်းဖြစ်တယ်ကျွန်တော်ပြောမယ်ခင်ဗျားစီမှာအတိုင်းဝိုင်းမရှိဘူး background မရှိဘူးအင်အားမရှိရင်လည်းဘာမှစိတ်မဖြစ်ဘူးခင်ဗျားနဲ့ကျွန်တော်အထက်မှာယုံကြည်ခြင်းမျိုးစိတ်ရှိရင်ခင်ဗျားနဲ့ကျွန်တော်နဲ့ထားတဲ့ယူပါယူနေတာအားလုံးဘာဖြစ်လာလဲဆိုရင်ပြီးဆုံးလာတယ်ဘုရားကပြောတယ်မင်းယုံကြည်ခြင်းကဘယ်လောက်ရှိနေလဲကြီးရင်လားရှိရင်အဲ့တော့ကြီးဖို့လိုတာလားရှိဖို့လိုတာရှိဖို့လိုတာဒါကြောင့်မျိုးစိတ်ကကြီးစရာလိုလားရှိဖို့လိုလားရှိဖို့လိုတယ်โอเคအာမင်ကျွန်တော်တို့ကဘယ်အပိုင်းကိုကြိုက်တယ်လဲကြီးတာကိုကြိုက်လားရှိတာကိုကြိုက်လားကြီးတာကိုကြိုက်တယ်။ဒါမှန်တယ်ပြောသမ်းပါ။ကြီးတာကိုကြိုက်တယ်။ဘာမှမဆိုပါကြိုက်တယ်လေ။ကြီးတာကိုကြိုက်တယ်ကျွန်တော်ပြောပြမယ်။ကြီးတာကအရေးမကြီးဘယ်တော့ကြီးရဲဆိုတာကိုဘုရားစိတ်ဝင်စား။ဘုရားစိတ်ဝင်စားတာကဘာလဲ။ရှိတာကိုစိတ်ဝင်စားတယ်။နော်။အဲ့ဒီမျိုးစိတ်ရှိရင်အဲ့ဒီမျိုးစိတ်ထဲမှာပွားများခြင်းပါလေရှိ။အတိတ်ကခဏယုံကြည်ခြင်းရှိရင်ခဏယုံကြည်ခြင်းထဲမှာဘာရှိနေပြီလဲ။ပွားများခြင်းရှိတယ်တကယ်ပွားလာပြီလား။မပွားသေးဘူး။ဆိုက်လိုက်တယ်အချိန်ရောက်လာတယ်ဘာဖြစ်လာလဲ။ပွားများလာတယ်။ဒါကြောင့်မျိုးစိတ်ကိုgeneration ကျွန်တော်အသင်းတော်မှာ generation တွေကြီးမျိုးစိတ်တွေကြီးဘုကျွန်တော်လူကြီးတွေကြီးသွားတယ်ပါချင်ရမှာလဲ generation မျိုးစိတ်တွေချင်ရမှာဒီ generation စစ်တွေမရှိဘာဖြစ်မလဲကျွန်တော်တို့ပွားများခြင်းပါလဲမရှိဘူးခဏကျွန်တော်ဒီနေ့ဒီအသင်းတော်ကျွန်တော်ကြီးတဲ့အခါမှာကျွန်တော်အများကြီးဝမ်းသာတယ် there are many seed မျိုးစိတ်တွေပါလဲရှိတယ် hallelujah ဒီမျိုးစိတ်တွေဘာဖြစ်မလဲပွားများမယ်အာမင်ဒါမှမဟုတ်ကျွန်တော်ယုံကြည်တယ်တဲ့6ရန်ဒီကျွန်တော်ရဲ့ဒုံဒုံမြန်မာ church ကပေါ်များမယ်အသင်းတော်ဖြစ်တယ်အာမင်ဘာကြောင့်လဲ we have ပါရှိနေရလဲမျိုးစေ့ရှိတယ်အာမင်အာမင်မျိုးစေ့မရှိမှမရှိဘူးလေပေါ်များခြင်းတော့မရှိနိုင်တော့ဘူးဒါမှမဟုတ်ခုကပါရှိနေတယ်မျိုးစေ့ရှိတယ်ပေါ်များခြင်းရှိတယ်ဒါကြောင့်မို့ကျွန်တော်ပြောချင်တယ် you are seed ဘယ်လိုပြော you are seed အဲ့တော့အတိတ်ပဲကပါလဲမျိုးစေ့ဖြစ်တယ်အဲ့တော့မျိုးစေ့ရှိခြင်းလဲဆိုရင်ယုံကြည်ခြင်းရှိဖို့လိုတယ်အာမင်โอเคနောက်ထပ်မျိုးစေ့တစ်ခုကျွန်တော်ပြောချင်တယ်မျိုးစေ့တစ်မျိုးပြောမယ်နောက်ထပ်မျိုးစေ့တစ်ခုပထမတစ်ခုကယုံကြည်ခြင်းဒုတိယတစ်ခုကကျွန်တော်ကြည့်အောင်အားလုံးကျွန်တော်ပြောလုကာခန်းကြီးအပိုင်းငယ်ဆက်တယ်Okay, let's read together. Hello. ဘုရားနဲ့တရားမျိုးစေ့ပြားသည်တရားသာဖြစ် ကဲမျိုးစေ့ကဘာဖြစ်တယ်လဲဘုရားစကားဟုတ်ပြီဒါဆိုမျိုးစေ့နဲ့ဘာနဲ့ညီတယ်လဲတရားစကားဆိုနှုတ်ကပတ်တော်နောက်တော့မပြောမစနှုတ်ကပတ်တော်အဲ့တော့ကျွန်မကြည့်နှုတ်ကပတ်တော်မရှိတဲ့သူကပွားများခြင်းမရှိဘူးနော်အာမင်စိတ်ဝင်စားစရာကောင်းတယ်နော်ဓမ္မမျိုးစေ့ကိုစိုက်လောကီအတီးတီးတယ်အောင်းစင်ကောင်းတခါလေကျွန်တော်ထင်တာကလေကျန်တာတင်သွားတယ်ဆိုတာတကွညရပါကွာဒါစိဝိုင်းနဲ့မဆိုင်ဘူးတင်တာမဟုတ်ဘူးကျန်တာတင်တဲ့နေတာစီးပွားရေးအတွက်အောင်မြင်ဖို့ဖြစ်တယ်ကျွန်တော်ကျန်တာဖျောက်နိကိုခါနီကိုပိုင်နေစက်တယ်โอเคတက်ကို
Yeah. ကိုအပိုင်နဲ့ဆက်တယ်အားချီတော့ ငါတို့ဒီတင်တို့၌ဓမ္မမျိုးစေ့ကိုစိုက်ပြီးမှတင်တို့၏လောကီအပြီးကိုသုံးဆောင်ရင်ကျေးဇူးရှိပြီလောအဲ့မှာပြောချင်အောင်ဓမ္မမျိုးစေ့ ဓမ္မမျိုးစေ့ လောကီအပြီး လောကီအပြီး ဟုတ်ပြီဒါကျွန်တော်တနေ့ဒီကျမ်းစာလေးကိုဖိုင်လို့ပြောမယ်ဖျားကြပါသိပြီလေဘုရားကျွန်တော်ဖွင့်ပြတယ်ပါလဲဆိုရင်ငါသားတယ်ဓမ္မမျိုးစေ့စိုက်လို့ရှိရင်လေလောကီအပြီးသိရတယ်ဘာမျိုးစိတ်ဆိုင်လဲ ဓမ္မမျိုးစေ့ ဓမ္မမျိုးစိတ်ဆိုင်ဘာတိတိလာလဲလောကီတိโอเคခုကျွန်တော်ကျမ်းစာသင်တယ်ဟုတ်ပြီနော်ကျွန်တော်ဘာအကြောင်းကိုသင်တယ်လဲဆိုရင်ဥမာကျွန်တော်ပြောပြမယ်ဆုတောင်းခြင်းအကြောင်းကိုကျွန်တော်ခဏတော့ဆက်လိုက်တယ်အဲ့တော့ခင်ဗျာဘာသိသွားလဲ ဆောင်း ဆုတောင်းရမယ်ဆိုတာသိသွားတယ်โอเคအဲ့ဒါခင်ဗျာအိမ်ပြန်တယ်ခင်ဗျာဘာလုပ်ပြီလဲ ဆူတောင်းဝင် ဆုတောင်းပြီဘုရားဆိုမှဘုရားပေါ်မှာဒီယုံကြည်ခြင်းအကြောင်းလေးဆုတောင်းခြင်းအကြောင်းကိုသင်လိုက်တဲ့ခါမှာအဲ့ဒီအပေါ်မှာရက်ဒီမှာခင်ဗျာဆုတောင်းတဲ့ခါမှာရက်ကြတာတော့ဘာဖြစ်လာလဲလောကီတိသိရတယ်ဘာဆိုင်လိုက်တာလဲဓမ္မမျိုးစေ့ဆိုဘာသိတာလဲလောကီတဲ့ရှင်ဘောတို့ကပြောတယ်မင်းတို့ငါဘာဆိုင်တယ်ဓမ္မမျိုးစေ့ဆိုင်တယ်မင်းတို့ကဘာသိတာလဲလောကီသိတယ်လို့ငါမစောတောင်းတဲ့မူလားတဲ့ရှင်ဘောတို့ပြောနေတာတစ်ချက်ပြန်ကြည့်အောင်ယောမအခန်းကြီး15အပိုင်းနဲ့20ပေါ့ထိုတို့ဒီစေတနာစိတ်ရှိစီဆိုတော့ခဏလေးဘာမှယောမ15 20ခေါ်โอเคဖတ်ကြည့်တော့စေတနာစိတ်ရှိစီဆိုတော့ထိုတို့ဒီကျေးဇူးတော်ကိုပြကြသည်။သာမုဒ္ဒရာဓမ္မမျိုးတို့ဒီမဟာဥစ္စာကိုယူရမျိုးသားတို့နှင့်ဆက်ဆက်၍ခံရသည်မှန်၏။ဘောဒီဥစ္စာကိုသူ၍လှုပ်ထွေးအပ်၏ကဲတပားမျိုးသားတွေကယူဒာတွေရှာဘာယူတယ်လဲဓမ္မဥစ္စာဓမ္မဥစ္စာအဲ့တော့တပားမျိုးသားတွေကယူဒာတွေကိုဘာပြန်ပေးတယ်လဲလောကီဥစ္စာကြည့်တော့တိတ်စိတ်ဝင်စားဆိုကောင်းတယ်ဓမ္မမျိုးစိစိုက်ပျိုးခြင်းဟာလောကီတည်ပါစေအာမင်တခါလေကျွန်တော်ကဒါကိုဒီ principle ကိုနားမလည်တဲ့အခါကျွန်တော်ကလောကအလုပ်ကိုတွေကိုပဲအာယုံစိုက်ပြီးတော့ဒီနေ့ဓမ္မမျိုးစိကိုပါလဲစိုက်ကျဲခြင်းကိုမလုပ်ကြဘူးကျမ်းစာတင်တာစိတ်ဝင်စားနှုတ်ကပတ်တော့ပါလဲစိတ်ဝင်စားဘူးအဲ့တော့ခဏကျွန်တော်သားသမီးတွေကိုကျွန်တော်ဘာမှအမွေပေးကြသိမရှိဘူးဒါပေမဲ့ကျွန်တော်ဘာအမွေကိုကျွန်တော်စပေးနေတယ်လဲဆိုရင်ဒီဓမ္မမျိုးစိကိုကျွန်တော်စိုက်ကျွန်တော်သားတွေမမွေးခင်တဲ့ကနေအမေရဲ့ bite ထဲမှာရှိတဲ့ကနေကျွန်တော်သားတွေကိုကျွန်တော်ကျမ်းစာထဲမှာရှိတဲ့သူရဲကောင်းတဲ့အကြောင်းအကုန်ပြောပြီးသားယေရှုအကြောင်းကိုပြောပြပြီးသားအကုန်လုံးပြောပြပြီးသားသူ့အမေ bite ကိုကပ်ပြီးတော့မွေးလာတယ်အခုကြီးလာတယ်နားမလည်ဘူးဘာမှနားမလည်ဘူးအကုန်ပြောတယ်ယေရှုအကြောင်းအကုန်ပြောတယ်အာဗြဟံအကြောင်းပြောတယ်ဒါဝိဒ်အကြောင်းပြောတယ်ဘုရားကိုချစ်တဲ့အကြောင်းတွေကျွန်တော်ပြောတယ်ကျွန်တော်တို့ဘာလုပ်ထားလဲဆိုရင်ကျွန်တော်အခုဘာလုပ်နေလဲစိုက်နေတယ်ဒါပေမဲ့ကျွန်တော်တို့တွေကတခါလေမိဘတွေကဘာစဉ်းစားလဲဆိုရင်ကလေးတွေငယ်ပါသေးတယ်ကွာငယ်ပါသေးတယ်ကွာဆိုပြီးတော့ထားပြီးတော့ကြီးတဲ့ခါကျတော့ဘာဖြစ်သွားပြီလဲမနိုင်တော့ဘူးလေအမတခါလေမိဘတွေကကျွန်တော်လာတယ်ကလေးလာတယ်ဆရာကျမသားလို့ဆိုမရတော့ဘူးကျွန်တော်ပြောပြမယ်ကျွန်တော်တို့ကတခုရှင်မဟုတ်ဘူးအဲ့တော့ကျွန်တော်အားပေးတယ်ကလေးတွေကိုငယ်စဉ်ထဲကနေဘာစိုက်ပြဖို့အရေးကြီးလဲဆိုရင်ဓမ္မမျိုးစိစိုက်ပြဖို့အရေးကြီးတယ်အာမင်ခရစ်ယာန်ခမမယုံကြည်လိုက်ခရစ်အသင်းတော်တွေမှာမိဘတွေကလေကလေးတွေကြောင်းမသွားရင်အတကောင်ရိုက်တယ်အမေတွေကလေနင်းပညာမတတ်ရင်နင်းဘာဖြစ်မှလဲနင်းခွဲဖြစ်မှနင်းတဆွဆွရိုက်တယ်ဖခင်ကြောင့်မတတ်ရင်ဖခင်ကြောင့်မတတ်ရင်ဘာမှပါလဲမပြောဘူးဒါမိဘတွေကဘာစဉ်းစားလဲဆိုရင်ပညာဟာနှုတ်ကပတ်တော်တဲ့ပုံအရေးကြီးလို့စဉ်းစားတယ်ကျွန်တော်အသင်းတော်မှာကျွန်တော်အားပေးတယ်ကြောင်းမသွားရင်တစ်ချက်ပဲဖခင်ကြောင့်မသွားရင်ငါချက်ဆိုအာမင်အဲ့ကျွန်တော်တကယ်ရက်ဖို့ပြောတာမဟုတ်ဘူးဒီ concept ကအရေးကြီးကြောင်းကျွန်တော်ပြောပြချင်တယ်အဲ့တော့ဒီနေ့ကမ္ဘာမျိုးစိကိုစိုက်တဲ့အခါမှာဘာဖြစ်လာလဲဆိုရင်လောကအတိကိုသိတယ်ကျွန်တော်ပြောမယ်ဒါဝိဒ်ရဲ့နှလုံးသားထဲမှာဘာပဲရှိတယ်ဖခင်ရဲ့နှုတ်ကပတ်တော်ပဲရှိတယ်ကျွန်တော်နှလုံးသားထဲမှာတူထားပါတယ်ဒီနှုတ်ကပတ်တော်တွေကပဲသူ့ကိုအောင်မြင်ခြင်းပေးလာတာဖြစ်တယ်အာမင်ဒီမျိုးစိကိုကျွန်တော်စိုက်ရအောင်ဒီမျိုးစိကိုခမရဲ့အသက်တာမှာစိုက်ဖို့ကျွန်တော်ပြောချင်တယ်ကဲကျွန်တော်ထပ်ပြောမယ်ကဲထပ်မြင်မယ်မျိုးစိမရှိမှမရှိဘူးလေဘာမှချင်းမရှိဘူးထပ်ပြောမယ်မျိုးစိမရှိစိုက်ဆရာရှိလားစိုက်ဆရာမရှိတော့အတီးတီးလာမလားမသိရင်ရိတ်လာဆရာရှိလားရိတ်ဆရာမရှိမှမရှိဘူးလေစားဆရာမရှိကဲထပ်မြင်မယ်စားဆရာမရှိမှရှိလို့စားဆရာမရှိမှရှိတာမှထင်တယ်ဖြည့်ကြည့်အောင်
မဟုတ်ဖြည်းဖြည်းအောင်စားစရာမရှိပါရှိလို့ထင်တယ်ခမပတ်စံမရှိတော့ဘူးဗျာကဲဘာလုပ်မလဲကဲပြောโอเคကဲပတ်စံမရှိတော့ရင်ခမဘာစားလုပ်မလဲကဲပြောကြည့်ကြံဖန်မှာပေါ့ဟုတ်ပြီကြံဖန်ရလည်းအစင်မပြေဘူးကဲဘာလုပ်မလဲပြောညာနေနဲ့ဘယ်လိုသုံးမလဲကဲပြောမဟုတ်โอเคကျွန်တော်ပြောပြမယ်ခမနဲ့ကျွန်တော်နဲ့တာမန်လူတယောက်ဖြစ်တဲ့အခါမှာပတ်စံမရှိတော့ဘူးဆိုချာပေါ့ခမပတ်စံလိုအပ်နေပြီဆိုရင်ဘာလုပ်တော့မလဲဆိုရင်ဟာပတ်စံချီးပြီးနေတာတေချာပေါ့ပတ်စံပါလေချီးပြီးဆိုပါရှိတာပြီအကျွေးဟုတ်ပြီဘာရှိလာမလဲအကျွေးရှိတယ်ကျွန်တော်ပြောမယ်မျိုးစိမရှိတဲ့လူဘာရှိလာမလဲအကျွေးရှိလာမယ်တခါလေကျွန်တော်ကအကျွေးမရှိမနေတတ်ဘူးဟုတ်တယ်မလားအကျွေးရှိမှပဲလူဖြစ်တယ်လို့ထင်တာမဟုတ်ဘူးဒီအကျွေးအသိချောက်ဆရာကောင်းတယ်ကျွန်တော်ပြောပြမယ်အမလေးလာမကုန်သေးဘူးအကျွေးကအရင်ပါလေယူထားပြီးသားအကျွေးရှိတော့တိတ်ကုန်ယူတယ်တကယ်တော့ဆိုရင်အကျွေးရှိတဲ့လူကလည်းအကျွေးရှင်နဲ့တွေ့တဲ့အခါမှာမျက်နှာလုံးနေတယ်ဘောလာပြီးရမှာဖြစ်ရနှုံရတယ်အဲ့တော့ကျွန်တော်စံစာကလည်းပြောတယ်နော်စိတ်ဝင်စားစရာကောင်းတယ်တောက်တာ20နဲ့အပိုင်ငယ်ခုံဖတ်ရအောင်โอเคဒီနေ့တောက်တာ20နဲ့ခုံဖတ်မယ်ဝေယဒီဆေယရောကိုဆေယချင်းငါယူတော်သူဒီချင်းငါပြီးတော့သူချုံဖြစ် ဒီဟုတ်ပြီစံစာတိုင်းတော့ကြည့်အောင်ပတ်စံငွေရတဲ့လူကဘလူးကိုလဲလေစေးရမှာဖြစ်တယ်ဆိုရတယ်ကဲပြောမယ်အဲ့တော့ခမ ्या ကအစိုးရချင်တာလားအုပ်ချုပ်ခံချင်တာလားဟုတ်ပြီချမ်းသာကပြောတယ်ငွေရတဲ့လူကဘာဖြစ်လဲအလိုလိုလေးနဲ့စေးသားလုပ်ပါလေဆိုရတယ်နောက်တစ်ခုမှစပြောမယ်နောက်တစ်ချက်ကပါလေချင်းသားယူတဲ့လူကဘာလဲလေပေးတဲ့လူကဘာဖြစ်လဲဂျုံဖြစ်တယ်ကျွန်တော်ပြောမယ်အဲ့တော့ဒိတ်ပဲကအကျွေးရှိတဲ့လူဟာအကျွေးပေးတဲ့လူတိုင်းဘာဖြစ်တယ်လဲဘာဖြစ်နေလဲကျုံဖြစ်နေတယ်ခမောက်တောင်နားလည်းကိုရေးကြည့်တာအာမင်အာမင်ဒါမဲ့ကျွန်တော်တို့တစ်ခါတည်းကျကျွန်တော်မြန်မာလူမျိုးတွေလို့ကျွန်တော်အော်ပါတယ်အကျွေးရှင်တာရှိတာကိုတော့ဘန်ဒူလာမျက်နှာနဲ့ဒီမဆိုင်ဟုတ်တယ်မလားနာမပြောနဲ့ကျုံဆိုင်မရှိမပေးမှာမရှိဘူးပေးမှာလေဘာဘူးကျွန်တော်ပြောပါမယ်ဟဲ့ဘယ်နေလို့မရအဲ့တော့တကယ်လို့ဆိုရင်အကျွေးပေးရလူရှိမှာအကျွေးယူထားလူကမျက်နှာမှာပေါ့ဆိုရင်နေရတယ်ဘယ်ချင်းများတော့တောင်းလိုက်လူရှိသူရှိများတော့ပါတယ်အချက်များခွဲလိုက်မလားတော့ပြီးအမျိုးမျိုးကျွန်တော်ကလုပ်နေရတယ်စိတ်တော့အကျွေးရှိတဲ့လူကအများနဲ့ကြုံဖြစ်တယ်ဆိုတော့မမေ့ဘူးအဲ့တော့အကျွေးရှိလားအကျွေးရှိနေမှာစအာမင်အာမင်အကျွေးရှိနေမှာစဟာလေလုယာဟေးအဲ့ဒါပဲโอเคဘာကြောင့်မို့လဲကျွန်တော်ပြောတယ်ဘာကြောင့်မို့ကျွန်တော်ပြောလဲဆိုရင်ကဲတရားဟောကြားခန်းကြီး28အပိုင်က40လို့ဖိုင်အောင်နော်ဆရာလေးလက်ထမိုက်ပေးမလို့အပြန်လို့ရအောင်တရားဟောရတယ်28 44အကြည့်အောင်သူဒီတင်အားချင်းကားတော့အခွင့်ရှိလိမ့်မယ်ဒီမူကားသူဟာချင်းကားတော့အခွင့်မရှိရသူဒီကောင်းရှိတယ်တင်ဒီအမြင့်ဖြစ်လိမ့်မယ်ဒီမှာကြည့်ခမ ्या ကိုလူကြောက်ကပတ်စံချီးပေးရတယ်ဆိုရင် तू ကပါလဲဒီကျမ်းစာဖတ်တာ तू ကပါလဲခေါင်းယူတဲ့လူကပါလဲအမီအဲ့ကျွန်တော်ပြောမယ်အကျွေးရှိတဲ့လူကခေါင်းလားအမီလားအဲ့တော့မှထားအမီအဲ့တော့ဖခင်ကအမီဖြစ်စေချင်တာလားခေါင်းဖြစ်စေချင်တာလားအဲ့တော့ခေါင်းဖြစ်စေချင်တယ်ဆိုတာကပေးနေချင်တာလားယူစေချင်တာလားပေးနေချင်တာအာမင်မထားခေါင်းဆိုတာဘာလို့တဲ့လူတွေပေးတဲ့လူတွေအမီဆိုတာဘာလို့တဲ့လူတွေယူတဲ့လူတွေအဲ့တော့ခမယူတဲ့လူကပေးတဲ့လူလားကဲပေါင်းကြည့်ပါစေအတိတ်ကပါလေပေးတယ်ဒါကြောင့်ကျွန်တော်ပြောမယ် size မျိုးစင်းမရှိရင် size မရှိဘူး size မရှိရင်စားတယ်မဟုတ်စားတယ်မရှိရင်အကျွေးဆိုရင်ဘာပေါ်ရပါလဲကျုံပေါ်ရပါကျုံကအမီးကကောင်းလား seed မျိုးစင်းကအေးချင် let's begin our life with that seed မျိုးစင်းနဲ့ဝိုင်းအောင်တဲ့ဘုရားကိုကြည့်ပေးပါစေအာမင်ဒီမျိုးစေ့ရှိပါစေမျိုးစေ့ကိုကျေးဇူးပြုမစားချဆုံးနဲ့အာမင်အတကုံမတွေ့စားဆုံးနဲ့အာမင်ဘာပဲလားဘာချမှာလဲမျိုးစေ့ကိုစားချပါ there's power in the seed မျိုးစေ့မှာတကုံရှိတယ်ကြောင့်တဲ့ဘုရားဘုရားကိုကြည့်ပေးပါစေအာမင်ဒီတော့လည်းအဘကိုကျေးဇူးတင်တယ်ဒီနေ့ကိုတော့တာသမီးတွေအပေါ်မှာ
ကျွန်တော်ကပတ်တော့အဖေကောင်းကြည့်ပေးပါသူတို့ရဲ့ mind တွေကို renew လုပ်ပေးပါပါနောက်ပြီးအရောက်တိုင်းပေါ်မှာကလေးနောက်ကပတ်တော် music ယုံကြည်ခြင်း music နဲ့ပြီးတော့ဆိုရင်ပြီးပွားများတဲ့တတ်တာမှာရှင်းတတ်နိုင်ဖို့ကောင်းကြည့်ပေးပါ၏ကျေးဇူးတော်ကိုချီးမွမ်းယေရှုနာမနဲ့ဆက်ကဆုတောင်းပါပါဖျားရှင်အာမင် Okay God bless you all Amen. မြန်မာလေးကို